အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျိုးလေးရဲ့ဗာလဲတနေ့တာလေးကိုတင်ဆက်ပြမှာဖြစ်ပါတယ်အပိုင်းလေးခွဲပြီးပဲတင်ပြပါပါနော်အဲဆို let's go တော့ကြအောင်မနက်မွေးပြီးဆိုတာငါမနေ့ထားမဖြစ်နေငါရေပဲချွေးလိုက်တော့မယ်မျက်နှာမသိရှင်လို့ငါပြင်းပါလေမျက်နှာမသိဘူးရေချိုးမယ်ငါဒီနေ့ခေါင်းမှာတခါလေးလျှော်လိုက်တော့မယ်ရေချိုးရင်းနဲ့ရပြီလက်ချိုးရည်ဆိုတော့ငါအင်ကြီးလေးတော်ပြီးရွေးလိုက်အောင်မယ်အင်ကြီးတော့ငါခဏအင်ကြီးရှာလိုက်အောင်ငါဘာရင်းနေပဲကောင်းမလဲအော်ငါဟိုနေ့ဝယ်ရတဲ့အင်ကြီးလေးဝယ်လိုက်မယ်လေဟိုနေ့ကမှသွားပြီးချုပ်ထားပြီးတော့လေလောက်တာဆိုတော့အေးအင်ကြီးလေးလှပါတယ်โอเคဝယ်လိုက်ပြီဒိန်းကြီးလေးဝယ်လိုက်ပြီလှတယ်စီမံလေးစီးရတယ်ဆိုတော့လေလို့ရှိငါကဒီဟိုမောက်စားနေဆိုရင်မားကတ်မှာပဲတော့ဝယ်လိုက်တော့မယ်တရင်နဲ့စီနေမှာဆိုရစပိန်နဲ့လည်းသွားလိုက်တော့မယ်သွားနေကြဆိုတော့လေစပိန်နဲ့သွားမယ်စပိန်နဲ့သွားနေကြဆိုဟိုဆိုင်မဲ့ရှိရနော်အေးဆိုင်နဲ့သွားလိုက်တော့မယ်အေးဆိုင်မဲ့ကောင်းတယ်ဆိုတော့လေလာခရရောက်ပြီတရင်းနဲ့ဆုညမလည်း sorry ပါနော်ပြီးလို့ရှိဒီမှာဒီမှာဘာလေးလို့မရှိအမလေးတွားယူရအောင်မယ်နော်ဟုတ်ကဲ့ပါရှင်ရပါတယ်ရှင်ရွေးချင်တာရွေးပါရှင်ဟုတ်ကဲ့ရွေးမယ်နော်မဟုတ်ကလေးမောက်ကဒီမောက်ရွေးလိုက်မယ်ဒီမောက်တစ်ခုယူမယ်တော့မှပတ်စံတစ်ခါလေးရှင်းနာရတယ်နော်ဟုတ်ကဲ့ပါရှင်ဟောပါလေဝယ်ပြီးလို့လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါရပြီစပိန်လေးနဲ့ပဲငါပြန်တော့မယ်လာတလေးနဲ့ချွအောင်လေးလုပ်ပေးထားပါရဲ့နော်ငါပြရပြီဆိုတော့အပိုင်းနဲ့ခွဲတင်ပေးပါဆိုတော့ဒါကတော့အပိုင်း1လေးပဲဖြစ်ပါတယ်နော်ဟိုကမလောက်လို့ပေါ့နော်အပိုင်း2